မင်္ဂလာပါမန်ယူဖန်များအတွက်တီးသန့်နေရာကကြိုးဆိုပါရယ်မနေ့ကပြုလုပ်တဲ့လေ့ကျင့်ရေးအစီအစဉ်မှာ United လူငယ်ကစားသမားလေး JJ Gabriel လည်းအသင်းကြီးနဲ့အတူလေ့ကျင့်ခန်းစဉ်ပါဝင်ခဲ့တယ်လို့သိရပါတယ်။ JJ ကအခုနောက်ပိုင်း United အသင်းကြီးရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာနီးပြ Michael Carrick ရဲ့ခွင့်ပြုချက်နဲ့ပါဝင်ခွင့်ရနေခဲ့ပေမဲ့လည်းအခုနှစ်ဘောလုံးရာသီကုန်ဆုံးဖို့ပွဲစဉ်3ပွဲပဲကျန်တော့တဲ့အချိန်ချန်ပီယံလိဝင်ခွင့်လည်းတေချာသွားတဲ့အချိန်ဖြစ်ပေမဲ့လည်းအသင်းကြီးနဲ့အတူပရီးမီးယားလိပွဲစဉ်တွေမှာပါဝင်ခွင့်မရနိုင်သေးပါဘူး။ United ပရိသတ်တွေကသူ့ကိုအသင်းကြီးမှာမြင်ကျင်နေကြပြီဖြစ်ပေမဲ့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့အသက်အရွယ်ကန့်သက်ချက်တွေကြောင့်အခု2026ခုနှစ်မေလအထိပရီးမီးယားလိပွဲစဉ်တွေမှာတော့ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။ပရီးမီးယားလိရဲ့စီးမြင်အရကစားသမားတဦးဟာရာသီမစခင်ဩဂတ်လ31ရက်နေ့နောက်ဆုံးထားပြီးအသက်15နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။ JJ Gabriel ဟာအဲ့ဒီရက်ကျော်မှအသက်ပြည့်ခဲ့တာကြောင့်ဒီရာသီအတွင်းပရီးမီးယားလိပွဲစဉ်တွေမှာပါဝင်ခွင့်မရခဲ့တာပါ။ JJ Gabriel မပါဝင်နိုင်ခဲ့ပေမဲ့လည်းအခြားလူငယ်အသင်းကကစားသမားတွေဖြစ်ကြတဲ့ Chido, Noah Ajayi, Lacey နဲ့ Taylor Fletcher, Jeff Fletcher အစရှိတဲ့ကစားသမားလေးတွေကတော့ပရီးမီးယားလိနောက်ဆုံးပွဲစဉ်3ပွဲကိုပါဝင်ခွင့်ရနိုင်ပါတယ်။မန်ယူဖန်များအတွက်တီးသန့်နေရာမှသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။